မင်္ဂလာပါအဓိကတော့ကျွန်တော်ခဏတော့ပြောပြီးသွားပြီပေါ့နော်ခုမှ laptop စဝယ်မယ်ညီလေးညီမလေးတွေ laptop ခုမှစကင်မယ်ညီလေးညီမလေးတွေဒီ brand တွေကနော်ဟိုမှာ Lenovo နဲ့ Dell ကဘယ်ကပိုကောင်းလဲဘယ်ဟာကောင်းလဲဆိုပြီးတော့ပေါ့နော် brand တွေကိုပြောပြီးခဏမေးတယ်အဲအကြောင်းမလို့ကျွန်တော် ping ထုတ်ထားတယ် laptop ဝယ်ရင်ဘာဝယ်ရမလဲဆိုပြီး ping လေးထောက်ထားပါတယ်ကျွန်တော်ဗီဒီယိုလေးတွေကြည့်ဘူးတဲ့လူတွေဆိုရင်တော့ဒါတွေတိတ်မမေးတော့ဘူးပေါ့နော်အခုမှကျွန်တော်စသိတယ်laptop တွေကိုဝယ်ရင်တဲ့အခါမှာဘယ်လိုဝယ်ရမလဲဆိုမေးမြန်းတဲ့လူတွေအများစုကတော့မေးကုန်ခဏမေးတယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုလေးနဲ့ထပ်ပြီးပြန်ဖြည့်ရှင်းပြပေးပါမယ်ဒီညီလေးညီမလေးတွေတားတို့သမီးတို့ပေါ့နော် laptop ဝယ်တဲ့အခါမှာ specification တူတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကထားပါတော့ i5 13 Gen ပေါ့နော်အခု13 Gen i5 13 Gen ကို U series ဖြစ်မယ် RAM ကလည်း DDR5 16GB ဖြစ်မယ် storage ကလည်း512ဖြစ်မယ်ဆိုလို့ရှိရင်ဥမာ Dell ပဲဖြစ်ဖြစ် Acer ပဲဖြစ်ဖြစ် Lenovo ပဲဖြစ်ဖြစ် Asus ပဲဖြစ်ဖြစ် HP ပဲဖြစ်ဖြစ် performance ပေါ့နော် performance က laptop ရဲ့စွမ်းဆောင်ရည် laptop ရဲ့ဒီ performance စွမ်းဆောင်ရည်အကုန်တူပါပဲခင်ဗျအကုန်တူပါပဲ Dell နေ HP နေ Lenovo နေအကုန်လုံးတူပဲ CPU တို့ RAM တို့တော့တူရမှာပေါ့နော် i5 13 Gen ရင်တူတော့မှတစ်ခုက 8 series တစ်ခုက U series ဆိုရင်တော့ 8 series high performance ကတော့ပိုကောင်းမှာပေါ့ကျွန်တော်ပြောတာက CPU ကလည်းတူမယ် CPU name လည်းတူမယ် RAM ရဲ့ speed ကလည်းတူမယ်ကျန်တဲ့ storage ကလည်းတူမယ်ဆို laptop ရဲ့ performance တွေကမကွာပါဘူးဗျဘလုံးဝမကွာပါဘူးဘာ brand ပဲဝယ်ပါတူပါပဲဘာတွေကွာသွားမလဲဆိုလို့ရှိရင်တော့အဓိကကတော့ကျွန်တော်တို့က big quality ကွာသွားပါမယ်မှန်အရည်သွေးကွာသွားမယ် battery ampere ကွာသွားမယ် body ကွာသွားမယ် keyboard ရတာလေးကွာသွားမယ် charging stick ကတိုက်စီလားရိုးလားကွာသွားမယ်ကင်မရာလေးတွေကွာသွားမယ် speaker ကွာသွားမယ် other function လေးတွေကွာသွားမှာပေါ့စက်ကိုအဓိကအလုပ်ပေးတဲ့ CPU တွေ RAM တွေ storage တွေ GPU တွေကအတူပဲဆိုရင်စက်ရဲ့ performance ကမကွာပါဘူးခင်ဗျအဲ့ဒါကြောင့်မလို့ Dell ပဲဝယ်ဟိုမှာ i5 13 Gen ဝယ်တော့မယ်ဆိုရင် Dell ပဲဝယ်Lenovo ဝယ် Acer Asus ကြိုက်တာဝယ်ပါ series တူတယ်ဆိုလို့ရှိရင် performance ကတူပါပဲအဓိကကွာခြားသွားတာခုနကကျွန်တော်ပြောတဲ့မှန်ရည်သွေးတွေ camera ရည်သွေးတွေ battery ပါတဲ့ ampere တွေ keyboard ရည်သွေးတွေဒါတွေကလေဟိုဈေးတန်းသိပ်မကွာဘူးဆိုရင်အရန်ကြီးတော့မကွာပါဘူးပေါ့သူ့ကြိုက်နေသူပါပဲအဲ့တော့မိတ်ဆွေတို့ laptop ဝယ်မယ်ဆိုရင်နံပါတ်1အရေးကြီးဆုံးက specification ကိုတေချာလေးစစ်ဆေးပြီးမှဝယ်ယူပါလို့အကြံပြုချင်ပါတယ်ဒီဗီဒီယိုလေးကဘုဒ္ဓရရတယ်ဆိုရင်တော့ကျွန်တော်ကို like and follow လေးလုပ်ပြီးအားပေးပေးပါအောင်အားလုံးကိုကျေးဇူးပါခင်ဗျ